ပတ်စံရှိတိုင်း HMB ကိုလာပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ဟာမြတ်မှာပဲဆိုတဲ့စိတ်ကူကလုံးဝမမှန်ဘူးအဲ့တော့ HMB မှာတကယ်မြတ်ဖို့တကယ်တမ်းအကျိုးရှိဖို့အတွက်ဆိုတော့ကျွန်တော်စဉ်းစားကြရအချက်လက်တွေအများကြီးရှိတယ် long time short time အများကြီးပဲတွေးရတာပေါ့နော်ဥပမာကျွန်တော်မြောက်တကုံမှာကျွန်တော်တို့ကမြေခွက်တွေများတယ်ဒါပေမဲ့မြောက်တကုံကိုသွားပြီးရင်းနှီးမြှုပ်နှံမှုဆိုတာအဲ့မှာသွားကြည့်လိုက်ရင်မြေခွက်ကြည်ကျတော့ရှိရဲ့အဲ့မှာလည်းအိမ်ကြီးအိမ်ကောင်းကြီးတွေတေးချ luxury ဆန်ဆန်လုံးချင်းအိမ်ကြီးပဲဖြစ်ကုန်ကြရဲ့အတွက်အဲ့ကကြီးကတမျိုးတက်သွားအဲ့တော့နောက်တစ်ချက်ဘယ်လိုမျိုးနဲ့မျိုးတွေမှာကျွန်တော်တို့ရွေးချယ်မလဲချစ်ချင်းပေါ့နော် long time မဟုတ်ဘဲနဲ့ short time အနေနဲ့ရွေးမယ်ဆိုလို့ရှိရင်တော့တောင်းကလာတော့သွားတောင်းကလာဘာဖြစ်လဲဆိုတော့ကွန်ပျူတာအားကောင်းတဲ့မြို့နယ်တွေမှာပါတယ်ခုနောက်ပိုင်းဆိုခုနလိုမြောက်တကုံလောက်တော့ကျွန်တော်တို့ကမြေခွက်အကျယ်ကြီးတွေမရှိဘူးတည်တည်ချာချာခန်းခန်းနန်းနန်းလိုက်ရှာရင်တော့မှကျွန်တော်တို့ဘယ်လိုခေါ်မလဲပေ20 30လို့ပက်ချလေးလောက်ကြီးပဲရှိတယ်40 60မြေဆိုတော့တော်တော်ဒီမှာရှားတယ်ဈေးနှုန်းအားဖြင့်ကလည်းပဲခုနလိုမြောက်တကုံလောက်လည်းမများဘူးမများတဲ့အတွက်တိုးတက်နေတဲ့မြို့နယ်တစ်ခုပေါ့တိုးတက်နေတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လေသူက invest လုပ်မယ်ဆိုလို့ရှိရင်တော့အလားအလာကောင်းတဲ့အနေအထားမှာရှိနေသေးတယ်